ဖူးဆိုလို့ရှိရင်လဲပူမှုပြီးတော့မှအဆင်ပြေမှာပါလို့အကြံပေးချင်ပါတယ်ခြုံငုံပြီးတော့မှအဓိကအနေနဲ့ဆမပြောချင်တာကကြတော့ number 1အနေနဲ့ဆိုလို့ရှိရင်ဒါတို့သမီးတို့မေခွန်းကိုတေချာစွာဖတ်ပါ number 2အနေနဲ့ဆိုလို့ရှိရင်တော့calculator တွေကိုခက်ခဲတဲ့နေရာတွေမှာပဲအသုံးပြုစေချင်ပါတယ် number 3အနေနဲ့ဆိုလို့ရှိရင်တော့ graph တွေဆွဲတဲ့အခါကြလို့ရှိရင်နှားလေးကိုတေချာတက်ပါမတက်ဘူးဆိုရင်အမှတ်0ဖြစ်မှာဖြစ်ပါတယ်ပြီးတော့0အလေးမှာရှိနေတဲ့ဗာလဲဝင်ယူမှာ0ဆိုတဲ့အရာလေးကိုတေချာလေးဝင်ယူမှာရေးပေးရမှာဖြစ်ပါတယ် S တို့ W တို့ကိုတေချာလေးတက်ပေးရမှာဖြစ်ပါတယ် domain တွေ range တွေအဆုံးတူဆိုတဲ့အရာတွေကိုတေးသေးချာချာလေးနဲ့ပြီးဆုံးအောင်ရေးပေးရမှာဖြစ်ပါတယ်အဲ့မှာအမှတ်ရမှာဖြစ်ပါတယ် section B မှာဆိုလို့ရှိရင်section A ကိုဖြည့်လိုက်တဲ့အခါမှာ number A ဆိုတဲ့ကဏ္ဍသင်္ကေတလေးကိုရေးပေးရမှာဖြစ်ပါတယ်ကျန်တဲ့စကားလုံးတွေရေးစရာမလိုပါnumber section နံပါတ်တန်လေးတွေဆိုလို့ရှိရင်တော့အဖြီလေးပဲရေးပေးရမှာဖြစ်ပါတယ်ကြံတဲ့ဟာတွေရေးပေးစရာမလိုပါဘူးပြီးတော့ဘာတွေလဲဆိုတော့နောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်တော့စာမေးပွဲဖြည့်တဲ့အခါကြလို့ရှိရင် section C နဲ့ section D ကိုအရင်အဆုံးဖြည့်စေချင်ပါတယ်ကြံတဲ့ section A နဲ့ section B ကိုနောက်ပိုင်းမှာပြန်ဖြည့်စေချင်ပါတယ်အဲ့လိုဆိုလို့ရှိရင်အချိန်တွေလုံလောက်သွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဂရိတ်ထွက်ဆောင်မွေးဖြေမဲ့တာတာမီမီတွေလေးတွေအကုန်လုံးအောင်မြင်မှုရရှိကြပါစေ